နေရဒေတာအစုံကအစားအစာတွေသိနိုင်မှု Food and Trade Channel ကိုလည်း Subscribe လုပ်ထားပေးပါဦးနော်ဒီနေ့တော့ငွေဆောင်သွားနေတာပါငွေဆောင်ကို Yulo က package ဝယ်ပြီးတော့သွားပါတယ်နှစ်ညအိတ်3ရက်ခရီးပါSana Point Hotel မှာတဲပါတယ်Sana Point Hotel ကတော့ရွာထဲနဲ့နီးရဲ့အပြင်24နာရီမီးရတဲ့အတွက်တော်တော်လေးအဆင်ပြေလို့ပြောလို့ရပါတယ် reception ကိုရောက်တော့အမောပြေ welcome juice ကိုတိုက်ပါတယ် reception ကိုရောက်ပြီဆိုတာနဲ့ပင်လယ်ကြီးကိုလှမ်းမြင်နေရပါပြီကိုရီသွားတဲ့အချိန်ကတော့ခကြီးသွားရသည်ဖြစ်တဲ့အတွက်ရတဲ့အခန်းကိုယူရတာပါ garden view building ကိုမှနှစ်လွှာမှာနေရတာပါဟိုတယ်ကအဟောင်းကိုပြန်ပြင်ထားတာလားအစ်စ်လားတော့မသိဘူးအခန်းတွေကတော့တော်တော်သစ်ပါတယ်ကျယ်လဲကျယ်ပါတယ်ဒါကတော့ရေချိုးခန်းအိမ်သာပါ Garden View Building ဆိုတော့ဝရန်နာကနေလှမ်းကြည့်လိုက်ရင်ပင်လယ်ကြီးကိုတော့မမြင်ရပါဘူးဒါပေမဲ့အုံးပင်နေနဲ့စိမ့်စိမ့်ဆူဆူလေးမြင်ရတာတော့စိတ်ချမ်းသာဖို့ကောင်းပါတယ်အခန်းထဲမှာတော့ထုံးစံတိုင်းရေနဲ့ကော်ဖီကတော့ F4C ပါ hair dryer လည်းပေးထားပါတယ်အခန်းထဲမှာအေးဆေးနေရာချပြီးပြီဆိုတော့ပင်လယ်ဘက်ကိုသွားကြည့်ပါမယ် beach တွေကတော့ဘယ်နှချိန်သွားဘယ်အချိန်သွားဘယ်တော့မှရိုးသွားတယ်လို့မရှိဘူးသွားလိုက်တိုင်းအပန်းပြေတယ်အေးဆေးဆေးနေရတာနဲ့သွားရတာတန်နေပါပြီပင်လယ်ထဲမစင်းမဲရေကူးခြင်းတဲ့သူတွေအတွက်လည်းရေကူးကန်အကြီးကြီးရှိပါတယ်ပင်လယ်ကြီးကိုငေးပြီးတော့အေးဆေးဆေးကူးရုံပါပဲပင်လယ်ကြီးကိုငေးပြီးပြီဆိုတော့ဟိုတယ်ကိုပတ်ကြည့်ကြမယ်သူများတွေတော်တော်မသိဘူးကိုတွေကတော့ beach ရောက်ပြီဆိုတာနဲ့ sea view ဖြစ်ဖြစ် garden view ဖြစ်ဖြစ်ဘယ်မှာပဲနေရအဆင်ပြေပါတယ်မနက်စာကျွေးတဲ့အချိန်ကတော့မနက်9နာရီကနေပြီးတော့10နာရီဝန်းကျင်လောက်ထိဖြစ်ပါတယ်ဟိုတယ်မှာကျွေးတဲ့ buffet အမျိုးအစားတော့တော်တော်ဆုံးပါတယ်။ကြက်ဥကိုလည်းမျိုးစုံကြော်ခိုင်းလို့ရတယ်။ omelet ကြော်ခိုင်းမလား၊မွေကြော်လား၊hot fried လားအကုန်ကြော်ခိုင်းလို့ရပါတယ်။အဲ့ဒီထဲမှာအကြိုက်ဆုံးကကြက်ပေါင်းခောက်ဆွဲကြက်ပေါင်းကြဆန်မှာအသီးရွက်အစုံထည့်ပေးပါတယ်မှာမလုပ်ပေးတာဖြစ်တဲ့အတွက်ပူပူနွေးနွေးလေးစားလို့ရပါတယ်ဒီမှာကြက်သားကိုပေါင်းထားတာမှအီးနေရပဲဆိုတော့အရသာတော်တော်လေးရှိပါတယ်ဟိုတယ်မှာနေတဲ့2ရက်စလုံးဒီကြက်ပေါင်းခောက်ဆွဲရတော့အမြဲစားဖြစ်ပါတယ်တစ်ရက်ကကြက်ပေါင်းခောက်ဆွဲစားတယ်နောက်တစ်ရက်ကတော့ကြက်ပေါင်းကြဆန်စားတယ်2မျိုးစလုံးကြိုက်တယ်နောက်ပြီးတော့ထမင်းကြော်ကြာစံကြော်ခောက်ဆွဲကြော်ကြက်ခရူးစီပန်းပွင့်ကြော်အာလူပဲကြက်ဥကြောင်းကြာစံကြော်နဲ့စားဖို့လေအချင်းက2မျိုးချပေးထားပါတယ်ပြီးတော့ waffle ပူပူနွေးနွေးလေးလည်းလုပ်ပေးပါသေးတယ် waffle လေးကိုပြားရည်လေးနဲ့စမ်းစားမှုရင်းနေရပဲနောက်ပြီးတော့စားလို့ကောင်းတာ mango ပူတင်းတော်တော်စားလို့ကောင်းနေအသီးကတော့ဖရဲသီးသင်းမောသီးရှိတယ်ပေါင်မုတ်တွေကလည်းမျိုးစုံယိုတွေကလည်းမျိုးစုံထောပတ်တုပ်စားမလား strawberry တုပ်စားမလားနနက်ယိုတုပ်စားမလားမျိုးစုံရှိတယ်ပေါင်မုတ်မီးကင်လည်းရတယ်ကဲပေါင်မုတ်မစားကြဘူးဆိုရင်ကြာစံချက်လည်းစားလို့ရတယ်ကြာစံချက်မိုဟင်းကအုံလို့ခောက်ဆွဲကတော့တရက်စီထည့်ပေးတာပါကော်ဖီလက်ဖက်ရည်မျိုးစုံနဲ့ကိုယ်စိတ်ကြိုက်ဖြော်တောက်လို့ရတယ်မုတ်တွေကလည်းအစုံပဲပေါင်မုတ်ဒီမှာကြောက်ကြောလေးလာပြီးအချိုမုတ်လေးတွေ
ကျိန်းမုတ်လည်းရှိရဲ့လက်ဖက်ရည်ကော်ဖီမတောက်ချင်ဘူးဆိုအေးတောက်လို့ရတယ်ရေလည်းရှိရဲ့လက်ဖက်ရည်လေးကနှက်ထားတာကောင်းမှကောင်းပင်လယ်ကြီးကိုငေးကြည့်ရင်မနှက်စာစားတဲ့ feeling ကတော့ share ပဲပေါ့နော်မနှက်စာစားပြီးပြီဆိုတော့နေ့လယ်စာအတွက်အေးမြစ်တာချက်ပူကနေမှာစားခဲ့ပါတယ်2ယောက်စာမှာစားတာပါသူတို့ကဟိုတယ်အဝမှာဂျိုင်းနဲ့အဲ့လိုမျိုးလာချပေးထားပါတယ်အထဲမှာစားစရာပကံဇွန်းမှာပါလာတယ်တန်းထဲမှာပါဟင်းတွေပါလဲဆိုတော့ပန်းပွင့်ကျော်ကင်းပုံတော့ကင်းပုံတော့ကလည်းရခိုင်လူတုတ်ထားချင်းချင်းဆက်ဆက်လေးကနန်းမဆလာချက်ကနန်းကတော့အကောင်ကြီးကတော့နည်းနည်းသေးတယ်အရသာကတော့စားလို့ကောင်းပါတယ်ပစုံအချူပါပစုံကတော့ကြက်သွန်အနှစ်တွေနည်းနည်းများတယ်ဒါကတော့အရီတောက်ဟင်းရည်ပါဟုတ်ဘူးနဲ့ဘာတွေထည့်ပြီးလိုက်တာလဲဆိုတော့ငပီတောင်းနဲ့တိုးစရာအစုံမှာတပွားသီးပါတယ်တရက်သီးပါတယ်ပဲဆောင်သားသီးပါတယ်ငပီတောင်းရဲ့အရသာကိုတော့သိနေကြိုက်ပါဘူးသမင်းကလည်း2ယောက်စာမှအိုးလေးနဲ့ထည့်ပြီးလိုက်တာအားရပါရပဲကြည့်ပါဦးသမင်းကတအိုးကြီးပဲအဲ့ဒါ2ယောက်ညမနဲ့စားတာတော့မကုန်ဘူးဒီချက်ဖို့အရသာကိုချုံငုံပြီးပြောရမယ်ဆိုတော့အဟင်းတွေကသူ့ဟာနဲ့သူတို့အဆက်ဟတ်တဲ့ပါတယ်စားလို့လည်းအဆင်ပြေပါတယ်တချို့ဟာတွေကတော့ကိုယ်ကလေးနဲ့မတွေ့ရလဲရှိနေရှိမှာပေါ့နော်ညနေဆောင်ရောက်တော့ကမ်းခြေဘက်လမ်းလျှောက်နေဝင်စည်းစာလေးကြည့်ရင်ဓာတ်ပုံလေးရရင်ပေါ့အခုအချိန်မှာလူတွေအကုန်လုံးကဘဝအမောတွေကိုစီရှိကြပါတယ်ဒါပေမဲ့ဒီလိုမျိုးပြဿနာတွေဘဝအမောတွေကိုထိုင်ပြီးတော့စိတ်ညစ်နေမဲ့အစားကိုယ့်အတွက်အလုံးလုံးစရာရှိရလို့စိတ်ကိုလည်းအနာပေးတဲ့လောက်ပေးရမှာပါကမ်းခြေမှာနေတိုင်းအချိန်တွေကအရန်ကုန်လာမြန်တယ်လို့ပဲ2ညအိတ်3ရက်ခရီးစဉ်ပြီးလို့ပြန်ပါပြီနောက်နှစ်တွေမှာလည်းဒီလိုမျိုး2ရက်3ရက်စိတ်အနားယူအပန်းဖြေခရီးထွက်နိုင်ဖို့အတွက်အလုပ်တွေကိုစူးစမ်းပြီးတော့ပြန်လုပ်ပါတော့မယ်Bye bye ငွေဆောင် see you next year